အားလုံးပဲမင်္ဂလာပါကိုအောင်သိန်းနီးပညာ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကိုယ်တိုင်ပေါ့နော် live ပဲ AI မှာသွားပြီးတော့ဖန်တီးထားတဲ့ website ကလေးကိုပေါ့နော်ကျွန်တော်သုံးပြမှာဖြစ်ပါတယ်live ပဲ AI ကိုသုံးတက်ရင်ပေါ့နော်ဒီလိုမျိုးကိုလိုချင်တဲ့ website တွေကိုဖန်တီးလို့ရတယ်ဗျဒါကတော့ကျွန်တော် movie request ပေါ့နော်ကျွန်တော် movie request အတွက်ဖန်တီးထားတာပါဒီမှာရွေးချယ်စရာအတန်လေးအများကြီးပါတယ်ဗျဒီကောင်တွေက Gemini 2.5 TTS ကိုသုံးထားတာဗျအဲကြောင့်အတန်တွေကကျွန်တော်ကြားနေကြတီဟာနဲ့နီလာအတန်တွေလိုမျိုးတားကြီးစက်ရုပ်မဆန်ဘူးဗျ AI အတန်မဆန်ဘူးနောက်ထောင်လောက်ကောင်းတယ်ပေါ့နော်ကျွန်တော်အတန်လေးတို့လိုက်ရွေးလိုက်တယ်လိုက်ရွေးပြီးတော့တစ်ခုချင်းပေါ့နော်အတန်တစ်ခုချင်းကိုထောက်ဘယ်တန်နဲ့ထုတ်မလဲပေါ့မင်္ဂလာပါဒါကမြန်မာ narration လိုမျိုးအတန်လေးတွေကကိုကြိုက်တဲ့အတန်လေးကိုလိုက်ရှာပြီးတော့ထုတ်ပေါ့နော်ဒါမှမဟုတ်ဗီဒီယိုတွေမှာအတန်လေးလည်းမထပ်စေချင်ဘူးဆိုရင်လည်းပေါ့နော်ဒီလိုနေဒါအတန်တွေကိုကြိုက်တဲ့လောက်အများကြီးနေဒါအတန်ရွေးချယ်စရာအခု90ထည့်ပေးပါ100ထည့်ပေးပါအဲ့လိုလိုမျိုးလည်းရတယ်ကိုစိတ်ကြိုက်လို့ရတယ်ဗျာကိုတိုင်းဖန်တီးထားတဲ့ website ဆိုကိုတိုင်းစိတ်ကြိုက်လို့ရတယ်ကျွန်တော်ကတော့လောလောဆယ်အတန်10ခုပဲထားရပေါ့နော်ဒီထက်ပိုပြီးတော့နေဒါအတန်ရွေးချယ်စရာအများကြီးထားလို့ရတယ်ဗျဒီအတန်လေးကတော့တော်တော်အဆင်ပြေပဲကျွန်တော်ဒီအတန်သုံးပြီးတော့ဗီဒီယိုထုတ်မှာပေါ့နော်ဖြစ်ပါတယ်တခြားအတန်လေးတွေကိုကျွန်တော်တစ်ချက်ဆက်အောင်မယ်ဒီအတန်လေးကတော့ကြိုက်တယ်ပေါ့နော်ဒီအတန်လေးကိုကျွန်တော်ရွေးချယ်ထားလိုက်မယ်ဟုတ်ပြီနူးညံ့ရင်ကြေးတယ်တခြားအတန်တစ်ခုကိုကျွန်တော်ထပ်ဆန်ကြည့်အောင်မင်္ဂလာပါဒါကမြန်မာ narration ကျွန်တော်ရဲ့ website ကတခုထူတာပေါ့နော်ဗီဒီယိုတစ်ခုအပ်လုပ်လိုက်တာနဲ့အဲ့ဒီဗီဒီယိုကနေမြန်မာအတန်ဖိုင်တန်းထုတ်ပေးမှာပေါ့နော်အရန်စင်ပြေရပေါ့နော်ဖြစ်ပါတယ်movie ကလောက်တဲ့ချိန်မှာကြာတာပေါ့နော်ဒီလိုဗီဒီယိုကနေအတန်ထွက်ဖို့ဆိုရင်အရင်တော့ကကြာတော့လေအတန်ကို translate လုပ်ရတယ်translate လုပ်တဲ့စာအတန်ကိုမှ text to speech website တွေကိုထပ်သွားပြီးတော့မှ MP3 ထုတ်အဲ့လိုမျိုးအဲ့ဒီအတန်ကိုမှဗီဒီယို editing အထက်ကိုတွားပြီးတော့ဗီဒီယိုနဲ့အတန်နဲ့မိနစ်တူအောင်ညှိအဲ့လိုအဆင့်အများကြီးရှိရပါတော့ကျွန်တော် website ကကြာတော့မဟုတ်ဗီဒီယိုတစ်ပုတ်တင်ပေးလိုက်တာနဲ့မြန်မာအတန်ထုတ်ပေးမယ်အဲ့ဒီထုတ်ပေးတဲ့မြန်မာအတန်ကလည်းပေါ့နော်ဒီပေးထားတဲ့ဗီဒီယိုမှာရှိတဲ့မိနစ်ကြာချိန်ဒီမှာဆို1မိနစ်နဲ့9စက္ကန့်ရှိတယ်အဲ့ဆိုရင်ထွက်လာတဲ့အတန်ကလည်းပေါ့နော်1မိနစ်နဲ့9စက္ကန့်ဖြစ်အောင်ပေါ့နော်ကျွန်တော်ဒီ website မှာရေးပေးထားတယ်အဲ့ဒီတော့ဘာကောင်းသွားလဲဆိုတော့ဗောနော်ကျွန်တော်တို့ဗီဒီယိုနဲ့အတန်နဲ့ကိုဗောနော်ညီအောင်လိုက်ညှိရတာကြီးအဲ့လိုအချိန်ကြာတာကြီးလဲကျွန်တော် short ချလိုက်ဗောနော်ဒီ website လေးနဲ့ဆိုရင်ကျွန်တော်က movie တွေကတစ်ပုဒ်ကိုဗောနော်အမြန်ခဏထုတ်လို့ရတယ်ဗျာ channel တွေအများကြီး run ကျင်လဲ run လို့ရတယ်ဗျဒီလို website ကလေးဗောနော်အရင်တော့ကျွန်တော်ဒီ website ကိုဗောနော်သူများတွေပါသုံးလို့ရအောင်ကျွန်တော်ရောင်းပေးမယ်လို့စဉ်းစားရဗျရောင်းပေးမယ်လို့စဉ်းစားကြဒါပေမဲ့လူအများကြီး website တစ်ခုလေးကိုဝိုင်းသုံးလို့ကြတာကြာတာတို့ဗီဒီယိုထုတ်တဲ့ချိန်မှာကြာတာတို့ဘာလို့ဖြစ်တယ်ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ website ကိုတကယ်ချင်းတော့မပေးတော့ဘူးဗျတကယ်ချင်းတို့ကိုယ်တိုင်ပဲပေါ့နော်ကိုယ်တိုင် live ပဲ AI ကိုအသုံးပြုပြီးတော့ဒီလိုမျိုး website တွေကိုပေါ့နော်ဖန်တီးနည်းကိုပေါ့ကျွန်တော်Telegram group လေးတစ်ခုမှာပေါ့နော်တင်ပေးမယ် Telegram group ဝင်ကြည့်ရတော့9000ကျပ်ပေါ့နော်အဲ့ဒါလေး Telegram group ထဲမှာကျွန်တော်တိတ်ချာ live ပဲ AI ကို live ပဲ AI ကိုသုံးပြီးတော့ website တွေဖန်တီးတဲ့အောင်ကျွန်တော်တင်ပေးမယ်ပေါ့နော်ChatGPT မှာဘယ်လိုပွင့်ယူရမလဲပြီးတော့ live ပဲ AI သုံးတဲ့ချိန်မှာတည်တဲ့အချက်ကလေးတွေပေါ့နော်ကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram group ကိုလာပြီးတော့ join မယ်ဆိုရင်ကျွန်တော်ကတကယ်ချင်းတို့အနေနဲ့ဒီလို website တစ်ခုဖန်တီးတဲ့အောင်ပေါ့နော်မဖန်တီးမတန်မချင်းတင်ပေးမယ်ကျွန်တော်စီ1 by 1လာမေးလို့လည်းရရဗျ group ထဲမှာစာပို့ပြီးတော့လည်းမေးလို့ရရပေါ့နော်ကျွန်တော်အဲ့လိုပဲတင်ပေးလိုက်တော့မယ်ဗျကျွန်တော် website ကြီးပေးရင်ပေါ့နော်လူအများများသုံးရင်ကြာတာကြီးကကျွန်တော်စိတ်မရှိဘူးဗျကျွန်တော်ကဒီ website ဖန်တီးရဲ့ရည်ရွယ်ချက်ကကို movie ကတစ်ပုဒ်ကိုပေါ့နော်အမြန်ဆုံးအလွယ်ဆုံးတန်းပြီးတော့ဖန်တီးချင်တာကိုအားကြောင့်တကယ်ချင်းတို့ကိုလည်းဒီလိုမျိုးလေး website ဖန်တီးနည်းကိုပေါ့နော်ကျွန်တော် Telegram မှာတင်ပေးမယ်Telegram ဝင်ကြည့်ရတော့9000ကျပ်ပေါ့ဗျာနော်လူအရန်များမှကြလို့တမင်ငွေကြေးတက်မှလိုက်တာပါတွေ့လားဒီမှာနော်ထွက်လာတဲ့အတန်က1မိနစ်နဲ့9စက္ကန့်ပဲရှိတယ်တွေ့လားအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ကဒီကောင်ကို auto ချိန်ထားတာပေါ့နော်ဒီမှာတွေ့လားစာသားထွက်လာတယ်အဲ့ဒီစာသားကိုကျွန်တော်တို့ကကူးကျင်တာတို့ပြင်ကျင်တာတို့လုပ်ချင်ရင်လည်း website မှာထပ်ပြီးပြင်လို့ရတယ်ဗျကဲအားလေးကို down လိုက်မယ်ပေါ့နော် down ပြီးတော့ဒီမှာကျွန်တော် insure တဲ့ကိုတွားမယ် insure တဲ့ကိုတွားပြီးတော့မူရင်းဗီဒီယိုဒီမှာကြည့်မူရင်းဗီဒီယိုကျွန်တော်ထည့်ပြမယ်
ဘယ်လောက်လွယ်ကူလဲပေါ့နော်မွေဗီဒီယိုကတ်တစ်ပုတ်ကိုဒီလောက်မြန်မြန်ဆန်ဆန်လုပ်တယ်ဆိုရင်ကျွန်တော်တို့က channel အများကြီး run လို့ရရဗျာ channel တစ်ခုတည်းရှိရင်လည်းကျွန်တော်တို့ channel မှာပေါ့နော်ဒီလိုမျိုးဗီဒီယိုတစ်ရက်ကို5-6ပုတ်လောက်ကိုလုပ်ပြီးတော့တင်ပြလို့ရရဗျာကျွန်တော်တို့စိတ်ရှိရင်ရှိတယ်လို့တင်လို့ရတယ်မွေဗီဒီယိုကတ်လောက်ရတာအရင်လွယ်သွားပြီ စနိုက်ပါမလေး ဒီမှာတွေ့လား1 minute နဲ့9 second ဟောဗီဒီယိုကလည်း1 minute နဲ့9 second အတန်လည်း1 minute နဲ့9 second ဘာမှထပ်ပြီးပြင်စရာမလိုတော့ဘူးဗျာအဲ့ဒါကိုကျွန်တော်တို့က export ထုတ်ပြလိုက်ရင်ရပြီပြီးသွား အ ပြီ နီးကိုရောက်လာချိန်မှာမှ အရင်လွယ်ကူရယ်နော် လှမ်းပြလိုက်တာပါတိတ်နဲ့တန် ကျွန်တော်ရဲ့ website ဖန်တီးမီ Telegram group လေးကိုပေါ့နော် join ချင်တယ်ဆိုရင်ကျွန်တော်ဒီ comment မှာပေးထားတဲ့ link လေးကိုဝင်ပြီးတော့လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျတကယ်ချင်းအားလုံးအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်